今年暑假白纸是咩？ဘာလေးဖြစ်မလဲအဲ့ဒါလေးကိုဖောက်ပြမယ်ပေါ့နော်ဒီနေ့ယူမှာ3နေကြပေါ့နော်3နေကြရေမွေးလေးပေါ့နော်ရေ3နေကြရေမွေးလေးဆိုတာကဒါကစမ်းသုံးဖြစ်တာတော့တိတ်မကြသေးဘူးပေါ့နော်စမ်းသုံးဖြစ်တာတိတ်မကြသေးဘူးအရင်လက်ကြိုက်တယ်ယူဆိုလို့ရှိရင်တော်တော်များများရေမွေးတွေဝယ်လေးရှိရ brand လဲဝယ်တယ် brand မဟုတ်တာလဲဝယ်တယ်ရေမွေးဆိုင်တွေသွားလို့ရှိရင် tester တွေပါဆမ်းပြီးတော့ကြတော့ဝယ်တယ်ရေမွေးဆိုင်မှာဆိုလို့ရှိရင်ဖြစ်ဘူးလားတော့မသိဘူးသီလားဆိုင်မှာကျတော့အနံ့များသားလို့လာတော့မသိဘူးဒီအနံ့လေးကိုကြိုက်တယ်ဒါပေမဲ့ဝယ်ခဲ့တယ်ကြိုက်လို့ဝယ်ခဲ့တယ်နှစ်ဘူးသုံးဘူးအိမ်ရောက်လို့ရှိရင်အဲ့ဒီအနံ့ကတိတ်ပြောအဆင်မပြေတယ်လို့ခံစားရတယ်ကွာဒီဟာကကြတော့ဖြစ်စင်တော့ယူကမဝယ်ဘူးဒီဟာသွားပြီးစမ်းပြီးဝယ်တဲ့ဟာမဟုတ် online ကနေတွေ့လို့ရှော့ဒါလေးကတော့စမ်းကြည့်လိုက်မယ်ဘူးလေးကလည်းချစ်စရာလေးဆိုတော့ယူကအဲ့နဲ့မှာပြီးတော့တုံးကြည့်ရပါတော့တုံးကြည့်တော့အဆင်ပြေတယ်တနေ့ကုန်လဲခံတယ်ဘဲကြည့်မပြောနဲ့ယူဘေးနားလေးကဖြတ်သွားလိုက်ရင်သူရလေဘာယမွေးဆွတ်ထားရလဲဘာလေးလဲမွေးနေရပဲလို့ပြန်ပြောရလောက်တဲ့ထီကိုကောင်းတာနော်အဲ့ဒါကြောင့်မို့ယူကဒီတစ်ခါမကုံသေးဘူးကွာအရှိရဘူးကလည်းမကုံသေးဘူးဒါပေမဲ့ယူကပစ္စည်းပြတ်သွားလို့ထပ်မှာထားလိုက်တယ်မဟုတ်လို့ရှိရင်လည်း तू ကသူညလည်းတုံးကြရထင်ပါတယ်ယူကတော့ယူပတ်ဝင်ကြမှာတော့ယူတယောက်ပဲတုံးတာအဲ့ရနဲ့ယူတယောက်ထဲပဲလို့ထင်တာပဲနော်အဲ့ဒါကြောင့်မို့သူတို့နည်းနည်းထူးဆန်းနေရလို့ထင်တယ်ပြီးတော့ယူကအခုတစိမ့်အစ်စ်ကလေးပါထပ်ပြီးတော့မှားထားရကွာနည်းနည်းစမ်းကြည့်ကြလို့အဲ့ခါလေးကယူအရင်တော့နည်းနည်းတော့သုံးဘူးပဲကွာဒါပေမဲ့လေအရင်တစ်ခေါက်သုံးတော့ကျတော့တိတ်မကြိုက်တဲ့ထဲပါတယ်အဲ့ဒါကြောင့်မလို့ဒီတစ်ခေါက်ကလည်းဒါမဲ့သူအစ်စ်ထွက်ထားလို့ပြောတော့ကြတော့လေယူကတုံးကြည့်ဖို့အတွက်ဘူးအကြီးရောမှာတာပေါ့တကယ်တော့တစ်ဆက်မှာတာပေါ့ကွာယူကဒီလိုမတ်ရှယ်တော့နေရဒါမှမလို့ရှိရင် perfect ရင်မွေးလေးမှာတာပေါ့နော်ဒါပေမဲ့ तू ကနည်းနည်းဘူးကြီးကကုန်နေရဆိုလို့ဒါဘူးသေးပဲရခဲ့ဒါကြတော့ရှာထွက်တာပါနော်ဒါကရှာကဒါကလုံးဝပန်းနဲ့သူ့ရဲ့ဘူးလေးကိုဖောက်ပြမယ်သူ့ရဲ့ခါလေးကလုံးဝဒါလေးကွာယူတို့ចောင်းကိုလည်းတည်သွားလို့ရတယ်ဆိုတော့အဆင်ပြေရကွာယူဆိုလို့ရှိရင်အိမ်မှာကြတော့ဒီလို perfect တဘူးအိမ်မှာဆိုလဲယူကဒီလိုဆွတ်သွားရကွာဆွတ်သွားဝစားလေးပြီးတော့ចောင်းသွားခိုင်းနေဆိုလို့ရှိရင်ဆွတ်သွားလိုက်တယ်ဒီလိုရင်မွေးဆွတ်လိုက်တယ်လက်ချန်တွေပါဖြန်းလိုက်တယ်ဖြန်းပြီးသွားလို့ရှိရင်ចောင်းရောက်လို့ရှိရင်အနံ့ကကိုကကြတော့ဆွတ်နေကြဆိုတော့တိတ်တော့မသိဘူးကွာသူများတွေကတော့ယူနာလေးဖျက်လျှောက်တာပဲဖြစ်ယူလာတာပဲဖြစ်ဆိုရမုံနှံလေးကြံခဲ့တယ်အနံ့လေးကဘလို့လေးလဲမသိဘူးမဟုတ်တဲ့အနံ့လေးလားဘစ်ကစ်နံ့လေးလားအဲ့လိုပြောခံရလောက်တဲ့အထိပေါ့ကွာဆရာမတွေကစားလဲယူဒါလေးကဘာနံ့လေးလဲအဲ့လိုတွေပြောတယ်ဒါမဲ့ဒါကချိုကိုမတ်ပါရှင်ဒါကဒီမှာပါနော်ချိုကိုစမတ်ကထွက်ထားတဲ့ perfect လေးပါနော်ဒီမှာဒါလေးကဒီနေ့ရောက်လာပြီပေါ့နော်ဒါကယူကြံသေးရဟိုအရင်ဒပလင်းကလည်းတဝက်ကြော်လောက်ကြံသေးရတဝက်ကြော်လောက်လည်းကြံသေးရပြီးရင်သူ့ရဲ့